ဒီနိုင်ကိုတော့ငါးနိုင်ဆိုတော့ပူချာတော့တာသူဒေသနာရဲ့ဘာဝနဲ့လို့ပြောလို့ပြောကောင်းတာပါအဲ့တော့သူဒေသနာအကြောင်းဆိုတာကဒါကရှင်များတို့ MVP လုံရင်းပုံလို့ရ MVP လုံရင်းပုံဆိုတာသဘောကဆိုကြပါလို့ PhD လောက်တာဟာကာမောင်းတင်တဲ့တက်တာဆိုလို့ရှိရင် PhD ဘွဲ့ဒီကာမောင်းနိုင်စင်မယ်တကယ်တော့ကာသမားဘွားအကြောင်းပြောမှာတို့တော့လက်တွေ့မောင်းနေတဲ့လူတယောက်အနေနဲ့ကာသမားတယောက်အကြောင်းကာသမားတယောက်ကဘယ်လိုရှင်းသားဘယ်လိုတွေ့ကြောင်းဘယ်လိုခက်ခဲမှုရှိလဲဒီအကြောင်းကိုပြောပါဗျာဒါကလက်တွေ့ပိုင်းဖြစ်သွားပြီလက်တွေ့လုံးတဲ့လို့ဒီသင်တန်းမှုကြောင်းမှုအဲ့လိုသင်တန်းပေါင်းလို့ပြောမှာဗျာအဲ့တော့အခုဒီသင်တန်းစဖြစ်ပေါ်လာတော့ရှင်တို့တို့လည်းသိပါဘူးဗျာဒီဒါသိနေတာကကောင်မကြီးလာတော့အချိန်တပည့်တို့အတင်းကြမှာတိုက်တွန်းကြတယ်တိုက်တွန်းကြတဲ့ခါကျတော့တပည့်တို့ကကိုကျတော့ဝယ်ပြီးလုပ်ပေးမယ်လို့ပြင်ပေးရတယ်အဲ့တော့ကိုယ်စကားနဲ့ကိုကျတော့မရဘူးစောင့်နေရတယ်ဗျာခုတော့ရတယ်ရတော့ဒါလုပ်ဖြစ်သွားပြီအဲ့တော့အမှန်ကလုံငယ်2 3နှစ်လောက်တော့တဘောတော့နဲ့တူနေတယ်ခုအိန္ဒိယရောက်နေအဲ့ကောသူတဘောတော့တိုက်တွန်းသေးတယ်ဗျာဒီသူတေသနာပတ်သက်လို့ပို့ချပေးတယ်အဲ့တော့ခါခါသတိညင်းတာခါသတိညင်းတာအဲ့တော့ခါသတိညင်းတယ်တော့အကြောင်းပြချက်အဲ့တော့ဘာပြလဲဆိုတော့သူတေသနာတကယ်ပြီးပြီးလောက်ချင်လို့ရှိရင်အင်္ဂလိပ်လိုလောက်အောင်လေအင်္ဂလိပ်လိုလောက်အောင်ဆိုတော့ဒီအင်္ဂလိပ်စာလည်းဖတ်နိုင်ရမယ်ဒါနဲ့ပတ်သက်လို့အင်္ဂလိပ်လိုပဲရေးနိုင်ရမယ်အဲ့ဒါပြီးတော့မှဒါနိုင်ငံတကာမှာထုတ်ဝေနိုင်တယ်ဒါမှသူတေသနာပြီးပြီးဖြစ်မယ်ဆိုတော့တကယ်လို့အင်္ဂလိပ်စာတက်ပြီးသားဆိုလို့ရှိရင်ဒါတော့ပါဒီအင်္ဂလိပ်ဒီသူတေသနာပတ်သက်ဆောင်းဖတ်ခန်းလိုက်ရုံတော့ဒီမှာလို့ဆောင်းပြီးပြီးရှိရပဲလူချင်းတွေတော့ဝေးမှာပဲတကယ်လို့မဖတ်နိုင်လို့ဆိုရင်လည်းအင်္ဂလိပ်စာလုံးဒါပဲပြောရရှိတာအဲ့တော့ရင်းနေတာဗျာအဲ့တော့မေးရရှိတာကသူတေသနာလုပ်ပြီဆိုတာအင်္ဂလိပ်စာတတ်မှလုပ်လို့ရတာဆိုပြီးအဲ့မေးခွန်းရှိတယ်အမှမဟုတ်ဘူးအင်္ဂလိပ်စာတတ်မှလုပ်လို့ရတာတော့မဟုတ်ဘူးသူတေသနာသဘောဆိုတာဒါတော့အခြေလာပါလိမ့်မယ်ဗျာသူတေသနာဆိုတာဒီအတိတ်ကိုရှာတာအတိတ်မြင်တဲ့အတွေးအကိုရှာတာအဲ့တော့ရှင်မင်းအင်္ဂလိပ်စာကိုမတတ်လို့ကဲမြန်မာလိုကရင်လိုပါဠိလိုဖတ်ပြီးရှာတယ်အတိတ်တွေအတိတ်ပဲဒါသူတေသနာအဲ့အင်္ဂလိပ်စာတတ်မှသူတေသနာလုပ်လို့ရမှာဒီလိုကတော့မဟုတ်ဘူးအဲ့တော့တကယ်လို့အင်္ဂလိပ်လိုတတ်မှသူတေသနာလုပ်လို့ရတာမဟုတ်ဘူးဆိုလို့ရှိရင်တို့ဒီထဲမှာတော့ပိဋကကျွမ်းကျင်တဲ့ပုံကိုယ်တွေတို့ဒီဝန်သားတွေငါတော့စာမိုးကြီးအောင်လာတဲ့ပုံကိုယ်တွေပါတယ်ဗျတဘောဒီလိုပုံကိုယ်မျိုးတွေဟာအင်္ဂလိပ်စာမတတ်လည်းပဲသူတေသနာလုံထုံးလုံးနဲ့သဘောတော်တိလို့ဝါဒနာပါလို့ရှိရင်လုပ်လို့ရမှာပေါ့နောက်တချို့ဟာတွေကြာတယ်သူကဗမာလိုလုံးအောင်သိမဲ့ဟာတွေရှိလို့ဗျအင်္ဂလိပ်လိုဆိုရင်ဥမာတော့တခုပြောမယ်ဗျာတို့ကဘာရေးအဲသာသတဲ့လူတွေလုံးကအဲ့တော့ဆရာဥပ္ပုတွေအကြံပေးတယ်ဗျာအင်္ဂလိပ်လက်ထက်မှာလေဒီဆရာတော်ကပရမတ္ထဂျီဗနီခေါ်တဲ့တီကာမုံရေးပြီးတော့တို့ဗမာပြည်မှာအများဆုံးတီကာကျော်ဝေဖန်တော့အချက်200ကျော်တယ်အဲ့တော့အဲ့ဝေဖန်တော့တဲ့အချက်တွေကိုထုတ်ပြခါကြတော့ဘယ်နေရာကဖြစ်ရင်လေဒီဆရာတော်မှန်တယ်ဘယ်နေရာတော့ဖြစ်တီကာကျော်မှန်တယ်ဆိုတာမျိုးသူကဒီတကယ်ဘိဓိမှာပါဠိတော်ထားတာတီကာကျော်အခြေခံပြီးတော့သူတေသနာလုပ်နိုင်ကောင်းတယ်သူကအဲ့လိုကြံပြီးတယ်ဒါမှမဟုတ်ဘူးတော့လုပ်တယ်ကိုကြားဘူးဗျအဲ့တော့တကယ်လို့အဲ့လိုလုံးမယ်ဆိုလို့ရှိရင်ကိုအင်္ဂလိပ်လိုတောင်းတော့အင်္ဂလိပ်လိုရေးလို့နိုင်ငံရမှာထုတ်လို့စင်မပြေဘူးဗျ။ဘာလို့လဲဆိုတော့ဗမာပြည်ပြင်ထွက်လိုက်တာနဲ့နိုင်ငံတကာမှာဒီတော့ညမှာဆိုတာမရှိဘူး။ဘာလို့ထားတာဒီကလေးလက်လန်းမမီဘူးဗျ။သူတို့ကသိညို့အထက်ပို့ပြီးမတက်ဘူးဒီတော့အဲ့ခါကျတော့အင်္ဂလိပ်လိုရေးသားထုတ်ဝေတယ်ဘယ်လောက်အဆင့်တန်းကြီးရဲ့နိုင်ငံတကာပညာရှင်မှာဒါကိုလက်ခံနားလည်နိုင်ကောင်မရှိဘူးဗျအဲ့ဒါမျိုးကြတော့သူကမြန်မာပြည်မှာပဲရေးပြီးတော့ပါဠိလိုဖြစ်တယ်မြန်မာလိုဖြစ်ဒီလိုပဲထုတ်အောင်အကြောင်းကဗမာပြည်မှာမှဒါတွေကိုလေ့လာသုံးသပ်အကဲဖြတ်နိုင်တဲ့ပညာရှင်အတိုင်းမှရှိတယ်နိုင်ငံတကာမှာရှိဘူး
ချို့ဟာတွေကတော့ခုနပြောလို့ပဲမြန်မာလူသားလုံးသိဥစ္စာရှိတယ်အဲ့တော့ဒီသဘောတရားကိုလည်းတို့ကငိုတဲ့အပြီးပါဗျာပြီးလို့ရှိရင်ဘာဖြစ်လို့အဲ့လုံးကပို့ချပေးဖို့ညင်းတာလဲမေးကြရှိတယ်အဲ့တော့ပို့ချပေးဖို့ညင်းရရင်ပြောရင်ဗမာပြည်မှာစာပေလွတ်လပ်ခွင့်အဲ့တော့လုံးဝမရှိဘူးဗျာအဲ့ဒါကြောင့်ပဲစာပေလွတ်လပ်ခွင့်မရှိတဲ့နေရာမှာသူတေသနာမရှင်းတာနိုင်ဘူးကိုကကျူသာဘာသာသူတေသနာလောက်ထားတဲ့ဟာကိုစာပေစစ်စစ်ရဖြတ်တော့ပြလို့ရှိရင်ကဲထုတ်ဝေခွင့်ရတယ်ထားနောင်ကြတော့မှမဟာနာနဲ့ပြဿနာတက်တော့ခါရုံရောက်ခါရောက်လို့ရှိရင်သူတေသနာမရှင်းတာနိုင်ဘူးအဲ့ခေအဲ့ခါလုံးကလုံးဝနည်းနည်းတုံးတယ်ဗမာပြည်စာပေလွတ်လပ်ခွင့်လုံးဝမရှိသေးတဲ့အချိန်ပြန်အဲ့ကြောင့်တို့ကမြင်တာတကယ်လို့အဲ့အခြေအနေကမပြောင်းဘူးဆိုလို့ရှိရင်ခုချိန်ဒီလိုပဲရှိနေမှာဆိုလို့ရှိရင်အခုလည်းတော့ညုံမှာမတော့အပေါ်ကြီးမျက်နှာတော့ထောက်မှာမဟုတ်ညင်းပါဘူးတကယ်တော့အခုဘာလို့သဘောထားပြောင်းလဲဗမာပြည်မှာပြောင်းလို့ပြောင်းတာဗမာပြည်အခုအများကြီးပြောင်းနေတော့အခုစာပေစစ်သေးတော့တက်လိုက်တယ်သူတို့ပြောင်းလို့တော့ပြောင်းတယ်သူတို့မပြောင်းသေးရင်ဗမာပြည်မပြောင်းနေတော့ဒီကပြောင်းတော့ပြောင်းအောင်ဘာလဲဆိုတော့သူကစာပေစစ်သေးအကြောင်းကိုသူတည်တနာနင့်နာခဲ့တယ်တော့ကိုရင်းမြင့်မြင့်ကြုံနေတာပဲအဲ့ဒါတို့ဗမာလဲဆိုတော့ဒီခြေတန်းဝါဒမှာဆရာလုပ်နေတဲ့အချိန်အဲ့ကြောင့်ကတို့ရဲ့ဆရာတော်ခဲ့တဲ့ဒီဓမ္မဘိမှာဆရာတော်ဥဒ္ဒဗနာဒီကချို့ကိုယ်တော်ကြီးသိနေတယ်မှာလေဗျာဓမ္မဘိမှာဆရာဥဒ္ဒဗနာအဲ့ကြောင့်ကသူကအဲ့ကြောင့်မတရားလေးဦးဖေကသူကဘာလုပ်လဲဆိုတော့မြောက်တကုံမှာသူ့တငယ်ချင်းတစ်ပါးစိုင်းတိုင်းမှာသူကရေးတာနေတော့သူကတခါတောက်တယ်ဗျာတခါတောက်တယ်ဆိုရင်အခုဗမာပြည်မှာလင်သေးသေးတွေရောင်းနေတယ်အဲ့ရှိုင်းကုန်ပြီးတဲ့တခါသူ့ကိုယ်ပဲသူတခါတောက်တဲ့ခါကျတော့သူကဘာလုပ်လဲဆိုတော့ဥပရိပါဏာပါဠိလိုမြန်မာပြန်တယ်အမှားတော့ထုတာတော့ဆိုဘုန်းကြီးစေကညာတို့စန္ဒာကြီးကတော့အဲ့တော့စာရေးစာသားကောင်းကောင်းနဲ့တရားဆောင်ကိုထုတ်ပြီးအော်မြင်နေတာဟုတ်ဗျအဲ့ဒါကိုထုတာအဲ့ပုံစံတိုင်းတော့တရားဆောင်သူလောက်တာလေလောက်တဲ့ခါကျတော့သူကဥပရိပါဏာအဲ့ခုနတို့ပါဏာမစ္စမတ်တွေကနောက်ဆုံးသူကမြန်မာပြန်တာပြန်တော့ဒီဘုန်းကြီးကတော့ပါဠိတော်နိုင်တယ်ဗျစာတော်မြင်တဲ့ခါကျတော့သူကအဲ့ပါဠိတော်မြန်မာပြန်တဲ့အချိန်မှာသူအထာရတီကာနဲ့တိုက်ဆိုင်ကြည့်ရတဲ့ခါကျတော့တို့စကားကိုပါဠိတော်ထဲမှာတချို့နေရာတွေဝကြလိုက်ပြုတ်နေတာပို့နေတာတချို့နေရာတွေမှာနာဒရာပို့တယ်တချို့နေရာတွေနာဒရာလိုတယ်သူအဲ့ဒါကိုတွေ့တာဗျာဘယ်လိုတွေ့လဲဆိုတော့အထာရတီကာဖွင့်နီးဖွင့်ဟာထောက်ပြီးသူတွေ့တာဗျာအဲ့လိုထောက်ပြီးပြီးတော့အဲ့ဒါတွေကိုသူကနောက်ဆက်တွဲအနေနဲ့သူကစောင်းနောက်ဆက်သူကထည့်တယ်ထည့်ပြခါကျတော့စာပေစစ်သေးပြင်တဲ့ခါကျတော့စာပေစစ်သေးကြီးကခုနကသူနောက်ကလှုပ်ထားတဲ့အဲ့ပါမမှာဆုံးဖြတ်တဲ့ပုံလုံးကိုစက်တမှုဝေဖန်တဲ့ပုံမှန်နဲ့ဖြုတ်ချလိုက်တယ်အဲ့ဒါစာအုပ်ဖြစ်နေတာစာအုပ်ရဲ့ပါနေတာအဲ့တော့ခုနသူမြန်မာပြန်ကကောင်းလားဆိုတော့သူကဒီဆရာတော်ဥစေကိန်းသားတို့ဇာနာတိကတို့နာမည်ကြီးရတယ်မဟုတ်ဘူးဗျာအဲ့တော့စာရည်နဲ့တလောက်မပေါင်းဘူးတော့ဘာသာပြန်ယူဆိုတရားစာအနေနဲ့တန်ဖိုးရှိရပါဘူးဒါမှအဲ့စာတော့မပေါက်ဘူးဆိုရပါဘူးလေအဲမေတ္တာလက်ဆောင်ပွေးလို့တော့ကုန်တာပဲတကယ်လို့ရောင်းမှတော့ကုန်အဲ့စာကိုခုချိန်ရှိလို့မသိဘူးအဲ့တော့စာပေစီစီရဲ့မားကအဖိုးတန်တဲ့ဟာပြုတ်သွားတယ်စာဖြစ်မလားစာဖြစ်လာတာကတော့အကျိုးမများဘူးအဲ့လိုဖြစ်သွားတယ်ပြောအဲ့တော့မေးတာရှိရဘူးဒီဘုန်းကြီးရေးတာမှန်တယ်လို့ပြောနိုင်လားဒါတော့သူရေးတာဧကမုတ်ကြသူ့အဆုံးဖြတ်သူဧကမုတ်ကြမှားမယ်လို့ဆိုလိုပါဘူးဒါဗမာပြည်မှာပြီးတော့ပညာရှင်အုံနဲ့ကျင်းနေရှိတယ်သူရေးတာမှားဝေဖန်ထောက်ကြလို့ရှိတာဟုတ်တယ်သူတို့လည်းစောင့်ကြတာရေးပြန်ချီဒီဘုန်းကြီးဆုံးဖြတ်တယ်ဒီနေရာမှာဒီနေရာမှားတယ်ဒီလိုလာမှာပေါ့ဗျာသူတို့ဒီပညာရှင်အဆင့်ဆိုတာကြတော့သူကလူချင်းတွေ့တဲ့ညင်းရင်ညင်းပဲစာနဲ့ပေနေတယ်ညင်းရတယ်အဲ့လိုညင်းမှလည်းပဲသူတို့ကိုယ်တိုင်ပညာတိုးတယ်နောက်သားလည်းပညာတိုးတယ်ဒါပညာရထုံးတာလေဒါနဲ့ပတ်သက်လို့တော့တို့ဒီသာသနာအပြင်ဟုတ်ပါတို့ဒီမြန်မာပြည်သာသနာတွင်မှာတို့သာဓကပြမှာဒီခုနကလေဒီဆရာတို့တီးကားရောဝေခံခဲ့တဲ့ကိစ္စသူအဲ့ဒီစာအုပ်ကြီးရေးထုတ်လာတဲ့နောက်ပိုင်းမှာအဲ့တီးကားရောဘက်ကပုံကူကြီးကပြန်ပြီးခြေပကြတယ်အိုး40ကျော်တယ်ပါဠိတီးကမြန်မာတီးကမျိုးလို့အဲ့ကကြတော့ကိုအဲ့ဆောက်လို့ရှိရင်တွေ့ဘူးလေတော့ရှားသွားတယ်
ကိုစာမွေးလာလည်းပုံပြီးသူတို့တော့တချို့တလေသူဒီမော်ဘီတာတော့ကြောင်းလိုက်တို့ဆရာတွေကြောင်းလိုက်တော့တွေ့ဘူးလေဒါမဲ့ရိုးရိုးစာရင်သားအနေနဲ့သူတို့ကိုရှားသွားတယ်အဲ့တော့အဲ့သူတို့ငင်းညပုံကြတဲ့အခါမှာဘာအကျိုးရှိတယ်မေးကြတယ်အဲ့ဒါကတော့တော့ဒါမှမဟုတ်ပါဗျာဒီတောင်တွင်းမဟာကံလုံးဆရာတော်ဘာသာရေးဆရာတော်ကတော့တော့ပြန်ကိုးအောင်တဘောလုံးနှစ်ချုပ်တယ်တဘောတန်တရားတော့မှတ်မိလို့ဗျာအဲ့မဲ့သူစာရဘုန်းကြီးဩဝါဒပေးတယ်ဗမာပြည်မှာဘိဓမ္မာကိုရှင်းတော့တရုတ်ကကိုယ်ရဲ့သဘောမနာဘူးသဘောဘိဓမ္မာမနာဘူးလေဒီဆရာတော်လက်ထက်ကြမှာနိုင်တယ်ဖုန်းတို့လည်းလေဒီ DVD တွေဖောက်တော့မှသဘောဘိဓမ္မာမနိုင်ဘူးအဲ့တော့ငါရှင်တို့လည်းလေဒီ DVD တွေကိုဖတ်နိုင်ကြိုးစားကြအဲ့တော့ဩဝါဒပေးသူတို့ပဲစာဖုန်းနေအဲ့တော့ဩဝါဒပေးရတော့လေဒီ DVD ဆိုတာဗျာတို့ခင်မှာကြမ်းကြီးကြမ်းမှန်ဖြစ်နေတာရှင်းတော့ကလေဒီဆရာတော်ခေတ္တုံအဲ့ဒါကဒီခုဥစိတ်တွေကိုထုတ်နေတရားစာလို့လူတွေဖောက်ဖို့ရေးတယ်အဲ့ဆိုလို့ရှိရင်ပိဋကပညာရှင်အဲ့ကဘာလို့ဖတ်ကြလဲသူများရဲ့ယူဆမှုတူတဲ့ပုဂ္ဂိုလ်ကိုသူ့ဥစ္စာကိုသိချင်လို့ဖတ်တာသူ့ဥစ္စာကိုသိချင်လို့ဖတ်တဲ့အခါကျတော့ဖတ်တဲ့လူကိုယ်တိုင်လည်းပညာတိုးတယ်နောက်သားလည်းပညာတိုးတယ်ဒီနည်းနဲ့ဗမာပြည်မှာဗိဓမာအဆင့်တက်ခဲ့ရတာလို့အဲ့ဒီအခွင့်အရေးကတော့လူဖြစ်ပြီးတဲ့ကာလကိုပိတ်သွားရတာအခုတော့ပြန်ပွင့်ကောင်းတယ်လို့ညွှန်လဲရတယ်အခုတော့တော်တော်ကြောင်းနေပြောတာပဲအဲ့တော့ဒါကခုနသူတည်တာပတ်သက်လို့တော့ဘာလို့ဒီသင်တန်းကိုတော့လက်ခံခဲ့တယ်ဆိုတော့တော့ရှင်းပြတယ်တကယ်လို့ဗမာပြည်ကိုပြောင်းလို့ပြောင်းအောင်ရင်းတော့အဲ့ဒီကြောင့်အဲ့တော့အခုပထမဆုံးစဉ်းစားမှာတော့သူတည်တာဆိုဘာလဲဒီမိမို့တို့ရင်ကြည့်ရမယ်အဲ့တော့တို့ကများသူတည်တာဆိုဒီပါဠိကိုပဲသုတ္တရဲ့ဧဒနာသုတ္တဆိုဘုသူတဲ့ဧဒနာရှာတာအဲ့တော့ဒါတို့စာသင်တာနဲ့ဒါသူတည်တာပဲဒီလိုပဲထင်နေထင်ပါဒါမှမဟုတ်ဒီဥစ္စာကအင်္ဂလိပ်စာ research ဆိုတဲ့စကားလုံးကိုမြန်မာပြန်လာတာမူရင်းအဓိပ္ပာယ်ကအဲ့လိုမျိုးမဟုတ်ဘူးသူအဓိပ္ပာယ်ကြီးကြီးရရှိတယ်အဲ့ဒါကရှင်များတို့ဒီအတန်းချုံသဘာဝကိုသိမှရှင်များတို့သိမှာအဲ့ဒါကတော့ဒီ PowerPoint presentation လုပ်ရအောင်အဲ့ဒီကိစ္စတော့မဟုတ်ဘူးဆရာသူကအဲ့လိုကြတော့သူက focus တိတ်စင်ကြီးလောက်ဆိုရလားရနော်ဒီရနဲ့ focus ဆိုတာနဲ့ချင်းဟုတ်ပြီအဲ့တော့အဲ့ဒါမဟုတ်ဘူးအဲ့တော့မမှတ်လေအဲ့ဒီဥစ္စာတော့အင်တာနက်ကခိုးထားတာဗျအဲ့ website လိပ်စာပဲသူက PhD အတွက်သူပြောတာပြောရင်ပဲလို့ဒါကတပည့်တို့ဟိုတင်းလဲဟုတ်တယ်ပြောလို့ဒါသူတည်နာသဘောတဘာဝကိုဒါအင်မန်ရှင်းလင်းလင်းပြနေတဲ့ presentation ကိုတော့ကူးထားတာဗျအဲ့တော့ဘယ်တော့ဒီပုံကိုကြည့်လိုက်ဗျစက်ဝိုင်းအလဲစက်ဝိုင်းတခုဒါဘာကိုပြရတယ်လဲဆိုတော့လောကမှာလူတွေသိထားပြီးတဲ့အကြောင်းအရာဘုဒ္ဓရာမှန်ရဒီစက်ဝိုင်းထဲမှာရှိတယ်အဲ့ဒီအပြင်ဘက်ကလူတွေမသိသေးဘူးအဲ့တော့လူတွေသိပြီးတာနည်းနည်းလေးမသိသေးတာအများကြီးဒါသူတို့လောကီယူဆဖို့သူကအဲ့တော့ရှေးတုန်းကလူတွေနဲ့ဆိုင်တို့တော့ပိုသိရတို့နဲ့ဆိုင်နောင်ခေတ်လူတွေပိုသိမယ်အသိပညာဒီနည်းနဲ့တိုးတက်သွားတာဟုတ်ဗျာတို့ကဒီလိုယူဆအဲ့ခါကျတော့ဒါကလေးတယောက်မွေးလာပြီမွေးလာခါသူပညာသင်တယ်
ဒါသူဒါမူလန်လန်းအောင်သွား၄တန်းဆိုပါလို့အဲ့ချိန်မှာသူဒီလောက်သိတယ်နော်ဒါအလေတန်းထက်တန်းပြီးသွားပြီအဲ့ချိန်မှာသူ့အသိတွေပုံများလာတယ်ပိုပြီးကျဲလာဒါမှတက်ကတူရောက်တဲ့ချိန်ဆို line ခွဲသွားတယ်ဗျအကုန်လုံးပြင်လိုက်ကြီးအကုန်မတင်တော့ဘူးသမိုင်းသမားဆိုသမိုင်းနောက်ကိုလိုက်တယ်အင်ဂျင်နီယာဆိုအင်ဂျင်နီယာ line ကိုလိုက်တယ်ဆေးဆိုဆေးနောက်ကိုလိုက်တယ်ပထဝီဆိုပထဝီနောက်ကိုလိုက်တာသူ specialization ခေါ်တာဗျအထူးပြုလေ့လာအဲ့ဒီသဘောတရားသည်တပည့်တော်တို့ဖုံးနေမှာမရှိဘူးတိတ်တယ်တို့ရှင်များတို့ငယ်လာကြီးဓမ္မစီကဖြတ်တန်းလာတဲ့ဟာကိုစဉ်းစားကြည့်အကုန်လုံးဒီဘာသာသူတို့အကုန်တင်တာသူကဘာသာအကုန်တင်တာအဲ့တော့စာရဏန်းကြောက်လဲတုတ်ဝင်းကြီးဘီဒီမှာ၃ခုမျှပြီးပြထားတာတိလက်ခံဓမ္မသင်္ကနီနောက်တော့ပါဠိကံ၃မျှပြထားတာဒီ specialization ကိုတစ်ခုတည်းကိုစိုက်ပြီးလေ့လာတဲ့သဘောတရားတော့ဆိုမှမရှိဘူးဗျဒါပေမဲ့လူတက်ကတူမှာကြတော့ရှိတယ်ဟိုမှာကြည့်အပြင်ဘက်ဆုံးပန်းရောင်လေးကဒါတက်တူမှာသင်ရတဲ့ပညာကျန်တဲ့အထောက်အကူပြုဘာသာတွေမရှိဘူးလားရှိတယ်ဒီမှာအင်္ဂလိပ်စာကိုသင်ချောက်ရှိကောင်းရှိမယ်ဗျဒါပေမဲ့သူဒီဘာသာရပ်တစ်ခုကိုသူစိုက်ပြီးလေ့လာအဲ့ဒါကြတော့ပုံများတယ်သူသင်ရတယ်ဟိုမှာဘူးလေးထွက်နေတာတွေ့တယ်မလားအဲ့ဒါသူပို့ပြီးသင်တာသမိုင်းဆိုရတာသမိုင်းပဲပထဝီဆိုရတာပထဝီပဲအင်ဂျင်နီယာဆိုရတာအင်ဂျင်နီယာပညာပဲအဲ့ဒါသူပို့သင်ရတယ်ကျန်တဲ့ဟာတွေကတော့အထောက်အကူပြုလို့မရဘူးသူကအဲ့တော့ तू ကနောက်တစ်ချက်အဲ့ဒါကိုကြည့်နိုင်တာက high school ပြီးတက်ကတူရောက်တယ်လူတိုင်းမရောက်ဘူးခင်ဗျအဲ့တော့အခုဒီတီဟိုမှာပဲကြည့်10တန်းအောင်ပြီး A level ဆိုတာရှိရင်တက်တူဝင်တန်း A level အောင်နိုင်တက်တူတက်ခွင့်မရဘူးတက်တူပညာလူတိုင်းအတွက်မဟုတ်ဘူးဗျတက်တူပညာလူတိုင်းမတက်ရဆိုခုနတက်တူမတက်ရလို့ကြောက်ကြမလားမေးစရာရှိတယ်မဟုတ်ဘူးအဲ့ဒါလည်းပဲသူဘွားကသူလမ်းကြောင်းနဲ့သူသွားမှာတက်သူတက်တဲ့လူတွေသူကပို့ပြီးအောင်မြင်လဲအောင်မြင်သွားမှာဒါတော့ပြောလို့မရဘူးအဲ့ဘေးတန်းမှာဆိုကြတော့ပါလို့ဗျာသူကအမှသမိုင်းအဓိကနဲ့သူကဘီပြီးပြီဆိုပါလို့ပြီးသွားတဲ့ခါကျတော့သူက MA တက်တယ်နောက်တစ်ဆင့်တိုးပြီးတော့သူအထူးပြုလေ့လာသွားတယ်အဲ့တော့ BA တုန်းကတော့သမိုင်းဆိုသမိုင်းအကုန်တင်တာပဲသူက MA တက်တဲ့ခါကျတော့အဲ့မှာတချို့က BA ပြီးပြီးတော့ MA ဆက်မတက်တော့ဘူးအဲ့တော့ MA ဆက်တက်လို့ပို့တော်တယ်လို့မပြောနိုင်ဘူးဗျာတော်တိုင်းနဲ့မှာ MA မတက်ဘူးဒီကလူတွေကြတော့တို့ကကိုယ့်ဘဝလမ်းကြောင်းတော့ကိုကိုဗျာအဲ့ခါကျတော့သဘောကတချို့ကအဲ့ဘလောက်တော်တကယ်တမ်းကျတော့ MA ဆက်မတက်ပဲနဲ့တို့လုပ်ငန်းကိုဝင်သွားတာလည်းရှိတာပဲအကြောင်းမျိုးမျိုးကြောင့်MA ကြားတဲ့ခါကျတော့သူဒီတမိုင်းတစ်ခုပဲလေ့လာတယ်ဒီပြင်အထောက် option နဲ့ခေါ်တော့အဲ့ဒီဘာသာရပ်တွေမပါတော့ဘူးသမိုင်းခုန MA တန်းမှာလည်းပဲ तू ကဆိုကြပါဆိုရဲ့အရင်တော့သမိုင်းပေါင်းတော့ခြုံလေးလာနေတယ်ဒါဒီနေရာကျသဘောဆိုမြန်မာသမိုင်းနဲ့ကမ္ဘာသမိုင်းကတခွဲပြီဟိုကမြန်မာသမိုင်းလေးတာမြန်မာသမိုင်း तू ဒါပဲစပြီးလေးလာတယ်ဟုတ်ပြီ MA ပြီးသွားပြီ तू ဒီ PhD ဆက်လုပ်တော့မှာလုပ်တော့မှာဆို तू ကဘာလုပ်ရလဲဆိုတော့ဟိုမှာကြည့်ပြနောက်တစ်ဆင့်တက်သွားပြီဥမာဆိုကြပါဥမာ तू ကရင်မို့လို့ကရင်သမိုင်းကိုသူလေ့လာမယ်ကရင်သမိုင်းလေ့လာမယ်ဆိုတဲ့ခါကျတော့ဒီတို့ပြဋ္ဌာန်းဆောင်ရည်လို့မှုတ်တော့ဘူးဗျကရင်သမိုင်းနဲ့ပတ်သက်လို့ဗမာပြည်မှာထုတ်တဲ့စာအုပ်စာတမ်းနိုင်ငံခြားမှာထုတ်တဲ့စာအုပ်စာတမ်းအကုန်လုံးသူရှာဖွေလေ့လာတယ်ကရင်နဲ့ပတ်သက်လို့အဲ့တော့အဲ့မှာချက်ပေါ်လာတယ်တက်ကတူရဲ့အသေးနှလုံးစာကြည့်တာဒါကတော့ကင်သမိုင်းလေးကဘာမှကင်သမိုင်းနဲ့ပတ်သက်ဟာစောက်စားရမှန်းတို့ဆိုင်လည်းမရှိရဘူးမရှိရင်ဒီဆိုင်တဲ့ကစောက်တန်းမရှိတို့တန်မိုးမရှိဘူးရှိမှမရှိရဘူးရိုးလေးပဲအဲ့တော့လေးလာတဲ့ခါကျတော့ဘာဖြစ်သွားလဲဆိုသူကဟိုမှာတွေ့လာနေနမိတ်စက်ဝိုင်းနေနမိတ်ကိုရောက်သွားတယ်ဆိုတော့ကင်သမိုင်းနဲ့ပတ်သက်လို့တီးလို့ရတာသူကုန်တီးသွားပြီဗျာဟိုဘက်ပိုင်းကကြတော့အခုစဝိုင်းပြင်မဲ့ကကြတော့သူလည်းမသိဘူးဘယ်သူမှလည်းမသိသေးတဲ့ဟာလေမိကုန်းနေတာရှိအဖြေမရှိဘူးမိကုန်းမှာရှိအဖြေမရှိဘူးအဲ့မှာ PhD လုပ်တဲ့ဆိုတော့ဘာလုပ်တာတော့ဆိုအဲ့နေရာမှာကြာမှာ तू က
ဒီမှာအာယုံစိုက်တော့တာကရင်သမိုင်းထဲမှာသူထပ်ခွဲလိုက်တာသူလေးလာတဲ့အကြောင်းရအောင်ကရင်နေမြန်မာပြည်ကိုဘယ်တော့မှရောက်တာတော့ဘယ်ကလာတာလဲတဘောကဒီပြဿနာကိုရှာမှာဆိုရင်အဖြေရှာမှာဆိုရင်အဲ့နဲ့သူစားပြီးတော့လှုပ်တော့မှာအဲ့မှာကဘာသမိုင်းနဲ့ဆိုင်ရတာမနုဿဗေဒဆိုင်ရပညာမျိုးဆိုသူရှာပြီးလေ့လာမယ်သူကအထောက်ထားရှာပြီးလေ့လာတဲ့အခါကျတော့ तू ကလုံရင်းနှစ်အနေငယ်ကြာတဲ့ခါကျတော့ तू ဘယ်လိုဖြစ်သွားလဲဆိုတော့ဒီမှာတော့ तू ကမလေ့လာရင်တွေ့လားမေကုန်းတစ်ခု तू ဖြေလိုက်တယ်အရင်တော့ကဘယ်သူမှမဖြေရင်သေးတဲ့မေကုန်းတွေကတစ်ခု तू ဖြေလိုက်တယ်အဲ့ဒါ तू ပြီးစီကြမ်းလိုက်တယ်အဲ့ပြီးစီကြမ်းအဲ့ခါကျတော့တွေ့လားအဲ့တော့သူ့အနေနဲ့ကျတော့သူနှစ်ပေါင်းများတော့သူစပြီးလှုပ်ထားတာသူ့အနေနဲ့အကြီးပဲဒီဥစ္စာသူလှုပ်ထားတဲ့ဥစ္စာအင်မန်ကြီးကျယ်အင်မန်ခက်ခဲနေတော့သူ့ကတော့အကြီးပဲဒါပေမဲ့လို့လူလောကတစ်ခုလုံးပညာရဲ့အကုန်လုံးနှားရှင်းပဲသေးသေးလေးအဲ့တော့အရှင်များတို့ပြီးစီဆိုတာကတကယ်တမ်းကျတမဖိုး3ယောက်ပဲကိုမရသေးလို့ခက်တာကဲဟုတ်ပြီအဲ့သေးသေးလေးသူပြီးသူဘာဆက်လို့မယ်ဆိုတော့ဒီမှာကြည့်သူကထက်သူကဒါဒီနေနမိတ်ကိုသူချဲ့သွားမှာဗျာသူမင်းဝတစ်ခုနှစ်ခုပြေသူပြေးစီပြီးနောက်မင်းဝနဲ့ဘာလဲသူထပ်ပြီးဖြေသွားမှာအဲ့သူတေသနာဆိုတာအဲ့ဒါပဲသူကဆိုလိုတာကကဘာမှာဘယ်သူမှမသိသေးတယ်အကြောင်းအရာသူကကဘာမှာဘယ်သူမှမသိသေးတဲ့အဖြေမတွေ့သေးတဲ့အကြောင်းမေးခွန်းတွေကိုပြဿနာတွေကိုဖြေဖို့ကြိုးစားတာသူတကယ်လားအဲ့ခါကျတော့ပြဿနာကဒီဘက်တို့ဖုန်းနေသူတေသနာလုံးသိမလုံးသိပြဿနာတက်လာအကြောင်းကတို့ပညာရေးကြီးလုံးဝမဖြစ်ဘူးဗျာအဲ့လိုပုံစံလုံးဝမဟုတ်တို့ရွေရက်ကဒါကဒီပိဋကစာပေပညာပြည့်ကိုထိမ့်သိမ့်မှုသင်တာဟုတ်ဗျာထိမ့်သိမ့်မှုသင်တယ်ဆိုတော့ခါကျတော့စိုင်တိုင်းရောက်လာတယ်စာလုပ်တယ်စာလုပ်ပြီးတဲ့ခါကျတော့ तू ကဒီစာဘောတော့စာလုပ်တဲ့ခါကျတော့တို့တော့တဘာမေးကြည့်တယ်ရှင်မြတ်စာကြံဘူးလားကြံဘူးတဲ့ရှင်မြတ်တို့အတန်းကြောင်းကလည်းအဲ့ဒါကိုတူဘူးဗျာအတန်းကြောင်းဥပမာတို့ကကဏ္ဍသိချာဒါမှမဟုတ် geometry သူကဆရာအိမ်သာပေးလိုက်တယ်အိမ်သာပေးလိုက်တာကဗျာတော့ तू ကအဖြေမှန်ကနောက်ကျောစောင်းနောက်ကျောမဟုတ်ပါဘူးနောက်ဒီဖြေမှရေးတော့လို့အမှတ်မရဘူးအစင်းစင်းဒီဖြေရောက်တွက်ပြအောင်ဟုတ်ဗျာအဲ့တွက်ပုံတွက်လိုက်ကြစောင်းထဲမပါဘူးကိုယ့်ကိုတွက်ရမယ်ခလေးနဲ့တို့မိုးလင်းပေါက်ဘူးအဲ့အိမ်သာလောက်တာတွက်တာမှားလိုက်ပြန်တွက်လိုက်တွက်တာမှားလိုက်ပြန်တွက်လိုက်အဲ့တော့ဒီအဖြေကိုဒုက္ခခံပြီးရှားတဲ့ခုနကရှားတဲ့ဒုက္ခအဖြေမှရတဲ့ခါမှာတွေ့တဲ့အပျော်အရတာအဲ့ဒါအတန်းကြောင်းကငယ်တဲ့ခံစားမှုလို့ပြောအဲ့တော့ခုနကလူကျောင်းသားသဘောက BAMA ရောက်လာတဲ့အချိန်မှာကိုလေ့လာတဲ့ပညာရတဲ့ပြဿနာတွေအဲ့လိုဖြေရှာလို့တဲ့စိတ်ပြင်းထန်ထန်ရှိမှဆိုလို့ရှိရင်အဲ့ကိုသူတေသနာလုပ်လို့ရတယ်ဒါဥမာကိုပြောမယ်ဆိုစိုင်းတဲ့ငင်းကြော်တို့ခေတ်ကနာမကြီးရရှင်တို့ခေတ်ကတော့စိတ်တိကြတော့ဖတ်ဘူးတဲ့ငင်းကြော်ဟမ်အချို့လူတွေဟုတ်တော့အခုတော့သေရောလို့ပြောတယ်ငင်းကြော် तू ကဒီလိုဗျငင်းကြော်ဇလန်းက तू ကမြန်မာသာမေးကြယူတာယူရခဲ့တော့ဘီအဲ့ခေတ်ကဗမာပြည်တိုက်ကိုစနေက तू ကဘီလေးနှစ်တည်းရတယ်အဲ့ဒီမှာတော်တဲ့လူကို तू ကဒီဂုံနန်းထပ်တဲ့ခွင့်ပေးတယ်ဂုံနန်းဆိုတော့နောက်တဲ့9နှစ်ဖြစ်ပေါ်ဒီဂုံနန်းကအဲ့ရ तू ရလိုက်9နှစ်ပြီးတော့ဘီရတယ်ဒါမဲ့ तू ကဘီဂုံဘူးခုနကရိုးရိုးအောင်တဲ့လူကရိုးဘီအဲ့လိုခွဲရတာတော့ဘီဂုံနန်းပြီးမှခုန MA တို့ပါဖဲလို့ရတာဟုတ်အဲ့တော့စနေကငင်းကျော်အဲ့ဘီဂုံနန်းရောက်တဲ့အချိန်ကျတော့အဲ့လိုပဲ तू က
မြန်မာသားမှဒီကိုစာပေတမိုင်းပြဿနာကိုသွားတွေ့တယ်ရှင်မဲကိုသိမယ်ထင်ပါတယ်ဒီငွေတောင်ဆက်တူတူလူတွေးမယ်တော့တို့မြန်မာရှိပုံပြတူလူမင်းသားတော်လာသွားနေလမ်းကြောက်တဲ့ခါကျတော့အဲ့မှာတွေးမယ်တော့မင်းသမီးရတော့ကိန်းဒီကိန်းညာလားမသိပါဘူးအဲ့မှာသူတော့ရေချိုးနေရရေချိုးရသူလည်းမင်းသားတွေးခါအဲ့တွေးမယ်တော့လည်းကြက်ကြတယ်ဇလန်းအဲ့ဇက်တို့လည်းတော့ပါခင်ဗျာရှင်မဲတို့တဲ့စာနှံ့ကိုသိနေတယ်တူတူလူစားပါမပါအဲ့တော့အဲ့ဇလန်းကဘယ်ရလာလဲဆိုတမိုင်းကြောင်းမှာသူတော့သိရင်အဲ့ဒါလိုက်တယ်အဲ့ဒါလိုက်တဲ့ခါကျတော့သူအဲ့ဒါနဲ့အချိန်ကုန်နေတာအဲ့တွေးတော့သူ့နေတယ်အဲ့ဒီဘုံတော့တဖုံဖုံကြတယ်သူကတစ်ခါကစာမွက်ကြနေတယ်ခုနကသူတွေးတဲ့ဥစ္စာကိုသူတေသနာစာလမ်းနဲ့ရေးပြီးအဲ့တော့ဗမာပြည်ရန်ကုန်တဲ့သူမှာဒီသူတေသနာစာဂျာနယ်ရှိသေးတယ်သူတို့တက်လို့ပညာဝိဇ္ဇာဂျာနယ်ပေါ့ဒါမှမဟုတ်ဌာနတစ်ခုလည်းမဟုတ်ဘူးဆိုဌာနပေါင်းစုံကဒါပေါမောက္ခတွေကတိကလည်းရေးတော့ငင်းတော့ဘေးတော့မအောင်သေးဘူးမအောင်တော့သူတို့တဲ့ရေးရဟာသူတို့တဲ့သူတေသနာကောင်းတဲ့ခါကျတော့ဒီပေါမောက္ခတွေရေးတဲ့စာနဲ့ဓာတ်နဲ့ထည့်ပြီးအဲ့တော့အဲ့ဒါလောက်လိုက်စာတိုင်းထည့်လိုက်တယ်ဘီဘုံနဲ့နည်းနည်းကြာသွားတဲ့ခါကျတော့သူကံကောင်းတော့အောင်တော့ဆိုတော့အောင်တော့တဲ့ခါကျတော့အမေတန်းရောက်တဲ့ခါကျဘာဖြစ်လဲဆိုတော့သူရေးခဲ့တဲ့စာတိုင်းနဲ့ပြန်လန်းကြတာပြန်ဖြစ်နေတယ်အဲ့တော့သူရေးတဲ့စာသူပြန်ကြက်ပြီးဖြေရတာအဲ့ဒါသူတေသနာပိုးပေါ်တယ်ဆိုင်ရပညာရပ်မှာဒီလိုပိုးဝင်ဆိုရင်ဒီဘက်ကသူတေသနာမှာဖြစ်ဖို့တော်နိစ္စဒါတခုလည်းမပြီးဘူးဗျာဒါမှဖြစ်ဖို့တော်နိစ္စတယ်ဒိုးစီမှာအဲ့အလေးထားမရှိဘူးနောက်တော့ရွေချက်တွေထိမ့်သိမ့်မှုတင်လာတယ်အဲ့ရှင်းကသူတေသနာကျမ်းနေမရှိရှိပါတယ်ဒါတို့ရွှေချင်းကလာဆိုနိစ္စတော့ပြောလို့ရှိရင်တော့အပြာလာမဆရာကိုရေးကြတယ်မောက်လာနိုင်ကြရအဘိဓမ္မာနိုင်ကြရဒါရရှင်ကတကယ်ကတော့သူတေသနာကျမ်းကြီးကိုပါဠိတက်ကမျိုးမှွေးတော့မရေးတာဒါမဲ့ဒီကျမ်းနဲ့ရွေချက်ဒီပါဠိပိဋကကိုတို့ပါမပတ်ပြတ်မရှိဘဲနဲ့ထိမ့်သိမ့်မှုရွေချက်ကထိမ့်သိမ့်မှုပြသူတေသနာဆိုတာအထောက်အကူပဲဒီသူတေသနာတက်ကိုဇောင်းပေးလို့လောက်တာမျိုးမဟုတ်တို့ပညာရေးစနစ်နောက်တော့ခုနကပြောသလိုပြဿနာတခုအဖြေကိုမရရအောင်ရှာမနေမညမိတ်ဆိုတဲ့ဟာမျိုးလေးတို့ဒီမှာလေ့ထားမရှိဘူးရှင်များတို့ကျမ်းနဲ့ကျမ်းတဲ့ကို2ရက်3ရက်ဘူးကြံဘူးမသိဆရာဘောမေးတာဟုတ်တယ်မလားဒါစာကြလားဆိုစဉ်းစားတယ်ညာသဘောညာပါတဲ့နေရာဒီနေရာတော့ဘယ်သူမှ2ရက်3ရက်ကျမ်းတဲ့ကိုမကြံဘူးမသိဆရာဘောမေးတာကိုလုံးမရဘူးညပါဒီတိုင်းနဲ့သဘောတော့အများကြီးပါတယ်ဒါမှညပါတယ်ဒီတိုင်းမျိုးညပါတော့ဘယ်သူ2ရက်3ရက်ကြံဘူးလို့ဘယ်မှကြံဘူးအဲ့ကောက်မြဆရာဘောမေးတော့နားလည်းမရှိဘူးအဲ့တော့တို့ယူဆလို့ဖြစ်နေတွေ့ကုန်လို့ဖြစ်နေဆိုတော့ငါမသိငါဆရာသိငါဆရာမသိစောက်ထဲမှာရှိစောက်ထဲမှာမရှိဆိုလို့ရှိရင်ငါဆရာလည်းဆိုဆရာလည်းသိနိုင်တော့ကိုကြံမှုစိတ်မဘူးအဲ့တို့အဓိကတက်မှာအဲ့ဒါတို့ဟိုတလုံးကဦးစင်းတော်ကပြေလို့ပေါင်းတဲ့ဆရာတော်ရဲ့ပါဠိကပူဇော်ကြရတယ်အဲ့ဒီမှာဘာလဲဆိုတော့ပေါင်းတဲ့ဆရာတော်တော့ဝါဒနာဗီဇအလျောက်ပြန်သူကပါရမီလျောက်သူကဒီနေပြဂန္ဒီဘာညာကြည့်ရတော့ဖြစ်တဲ့တဲ့မြောက်ဆိုသုံးချက်ပို့ချတာပေါ့ဗျာအဲကြောင့်လည်းနာမည်ကြီးရပို့ချတဲ့ခါကျတော့သူ့တပည့်တော်ကရှောက်တယ်တဲ့ဆရာတော်အကုန်ပို့ချတော့လို့ကြံစရာမရှိတော့ဘူးအဲဆရာတော်ပြန်မေးတယ်တဲ့ကဲဒီကတော့ပို့ချတော့ကိုလိုကကြံပါလားတဲ့ကိုကဘာမှပြန်မပြောဘူးကိုစာကြံနေဆိုဘလို့အမျိုးဖြစ်နေလို့ဆိုသူကဒီတကယ်ဒိဋ္ဌိကျဆရာတော်ကြီးတွေသူတို့အစင်းနဲ့မေးတော့ဆရာမရှိတော့ဘူးဘယ်သူမှမေးလို့မရဘူးအဲ့ကြောင့်ကိုယ့်ကိုကြံရတယ်တော့မေးလို့ရတယ်လို့ရှိသေးတယ်တော့ကြံလို့လည်းစိတ်မရှိဘူးခက်နေအဲ့လိုဖြစ်နေလို့အဲ့ဒါမရှိလို့အဲ့စိတ်မရှိဘူးသူတို့ကလို့မရဘူးပြအဲ့စိတ်ကိုရင်ဆုံးကဒါကတော့မွေးနိုင်လို့လို့ပါပဲသူတို့ကနံပါတ်1လိုအပ်ချက်အဲ့တော့ပြောရရှိတာတော့နောက်တစ်ချက်ဒီလောက်ကလွယ်မလွယ်ဘူးခက်တာတော့ခက်တယ်ဒီမှာစဉ်းစားကြည့်ကြပြဿနာကိုဖြေဖို့ရှားဒီဖြေကိုရှေ့ရလူတွေဒီဖြေဆိုတော့ဒီပြဿနာကိုရအောင်ပေါ်လာတဲ့ပြဿနာမဟုတ်ဘူးအနှစ်20ရှိရင်ရှိပြီဖြစ်ရင်ဖြစ်မယ်အနှစ်30နှစ်100 200ဖြစ်ရင်ဖြစ်မယ်
ရှင်းရှင်းလူရှင်းမရတဲ့ပြဿနာအဲ့တော့ရှင်းရှင်းလူရှင်းမရတဲ့ပြဿနာကိုယ့်ကြောင့်ဘယ်လိုရှင်းနိုင်မှာလဲဟုတ်တယ်မလားတဘောဒါတကယ်ပါရမီရှင်ဉာဏ်ကြီးရှင်တွေအလုပ်တာမေးရရှိဟုတ်ဘူးဗျသူရိသနာသမားတွေတိတ်တော်ဘူးတကယ်ရတိတ်တော်ဘူးသူရိသနာသမားမှာလိုတာဝရိယနဲ့ကံနဲ့အဲ့ဒီကူဉာဏ်တော့မလို့ဉာဏ်ထက်ပြီးဉာဏ်အောင်အားကိုးတဲ့ဓမ္မခန္ဓာပြုတ်တာတော်တိုင်းမို့အဲ့ခါကျတော့ခုနမေကုံပြန်ဆက်လို့ရှိဘယ်သူမှဖြေတဲ့မေကိုကိုကြမှာဟာဂျိုပေါက်မလို့ဖြေနိုင်မှာလားမေးစရာရှိအဲ့လိုမဟုတ်ဘူးတော့ဥပမာထုတ်ပြလူတယောက်ဘလောက်ဖြေတယ်မြင်းတော့ဖြေမတာဟုတ်တယ်မလားမြင်းပြေးတယ်ဘယ်သူမှမပြီးတာအခုကမ္ဘာအိုလံပစ်ချန်ပီယံဆိုလို့မြင်းတော့မပြီးနိုင်မပြီးကြဘူးဒါမဲ့ဘာကွာလဲဆိုတော့လူကကားလုံးတက်တယ်လေမြန်လုံးတက်တယ်မြင်းကမလုံးတက်ဘူးအကားမောင်းသွားတဲ့ခါကျတော့လေမြန်မောင်းသွားတဲ့ခါကျတော့မြင်းတဲ့လူတော့ညံ့တယ်အဲ့ဒါလူကမြင်းနဲ့ပါဘူးခုနကားလို့လေမြန်တော့တာဒါမဲ့ဒီကားလို့လေမြန်လို့လူကလောက်တာဘောရရအဲ့တဘောပဲကြာရှင်းကလူတွေမဖြည့်ရှင်းနိုင်ဘူးဆိုတော့သူတို့မှတို့အချိန်မှာခင်မှာတော့အထောက်အကူပြုဖြစ်စစုံမှုအဲ့ကြောင့်ဖြည့်ရှင်းနိုင်တို့လက်ထက်ကျတော့ဖြည့်ရှင်းနိုင်ဒါအာမရမခံဘူးတော့ဒါတော့ဖြည့်ရှင်းတယ်မဖြည့်ရှင်းဖြည့်ရှင်းဒီတုဒ္ဒနာဆိုတော့ဒီအာနေကြီးတယ်လို့အာနေကြီးဆိုတော့လူသေးတာမျိုးမဟုတ်ဘူးအဲ့ဒါမျိုးမဆိုလို့အရှင်မြတ်လှုပ်လာတဲ့နှစ်ပေါင်း20 30လှုပ်လာခဲ့တဲ့တုဒ္ဒနာနဲ့ပြန်တစ်ပတ်ညောင်းနဲ့ရောက်တော့ပြောတာကြောင်းကြီးရောက်သွားမှာဒါတော့အမောင်းခံအဲ့တော့တို့ဒီပြေးကနေပဲဥမာပေးရမှာဆိုလို့ရှိရင်တို့ဆရာဥပုပ်ရှင်တော့ကြောင်းပါပါအဲ့တော့ဘုရားဘုံနဲ့ဘုံဆုံးဆိုအမှန်နာမကြီးရဲ့ဆရာတော်ဘုရားဘုရားလိုလက်ထက်တယ်သူ့နာမည်အကြီးဆုံးကျမ်းတတ္တနေတိသိကြရတယ်ဘာလို့နာမည်ကြီးရလဲဆိုတော့တတ္တနေတိထဲမှာသူကဒီတုတ်တွေကျေတယ်ပုံစံတုတ်ရဆိုင်ပုံစံဥဒါလည်းပြတယ်ခါကြတယ်ပြီးတော့မှွေနောက်ထုတ်ပြတာအဲ့တော့ဆရာတော်ဥပုပ်ကဘယ်ဥစ္စာတော့ဘယ်တုတ်ထဲရလားဘယ်ဥစ္စာဘယ်နည်းကဘယ်ထဲရလားအကုန်လုံးကြမ်းဖို့တွေဆိုထုတ်ပြအောင်နည်းနည်းပြတယ်အဲ့တော့ဒီနေ့တယောက်ကြီးတဲ့ဒီဆရာတော်ဒီစာပေဘလောက်နှက်ဆက်ကြီးသလောက်လည်းမှတ်မိတယ်ပမာတိသတိသမာဓိအမှန်ကြီးရဆိုထင်ရှားတယ်အဲ့ကြောင့်အကျဉ်းနာမကြီးရဆရာတော်ဘုရားတို့ဖြစ်ကြတော့ရှင်းတာအဲ့ပုံရရှာဘာကုန်းရချက်တောက်ဆိုနေတယ်ထွက်လာဟုတ်တယ်မလားတော်ရနေကြီးဒီပုံစံတွေမှာရှိတယ်အဲ့ဒါအဲ့ပုံစံကုန်းရထဲတော့ရှင်ဒါဘယ်နေရာမှာပါဆိုတန့်ထွက်လာပုံကြည့်ဖို့မလိုဘူးတို့ခေတ်ကြတော့ဆရာတော်ကိုရေးခဲ့တဲ့တရဏနေလေးပြမျိုးကိုစာအတော်တန်တန့်ရေးလို့ရတယ်တိတ်တော့တောက်ဘူးအတော်အတန့်အဲ့လိုရေးလို့ရတော့တို့ဆရာတော်ဘုရားတာသွားတာမဟုတ်ဘူးဆိုလိုတာကသူ့ခေတ်မှာသူ့လို့တက်မှရတဲ့ဟာမျိုးတော့ကသူ့လို့မတက်ဘဲလုပ်လို့ရတယ်ဒီခေတ်ပေါ်ပစ္စည်းတွေကျေးဇူးကြတယ်အဲ့လိုပဲဒီဥဒ္ဒနာနယ်ပယ်မှာလည်းပဲရှိရလို့ကြံလို့မရဘူးဖြေရှာလို့မရဘူးဆိုတာရှုပ်အချက်လက်တွေပါတယ်အထောက်ထားတွေလိုမှာဟုတ်ကဲ့အဲ့အချက်လက်ထောက်ထားတွေကကိုယ့်ခေတ်မှာပေါ်လာခဲ့တယ်အဲ့ဒါတုံးချလို့ရှိရင်အဲ့ဖြေကိုတွေ့ဒီနည်းနဲ့ဒီလူရဲ့အသိဉာဏ်ကျေပြလာတာဟုတ်အဲ့တော့ခုနပြောသလိုသူတေသနာသမားဖြစ်ဖို့ဆိုတာနံပါတ်1ခုနပြဿနာတစ်ခုအဖြေရှာလိုတဲ့စိတ်ပြင်းပြင်းပြပြတယ်အဲ့မှာရှင်မောက်သိရမှာပါဒီဖြေကိုဘယ်သူမှမေးလို့မရဘယ်ဆောင်ထဲမှာရှာလို့မရရှာလို့ရရင်ဒါသူတေသနာမဟုတ်ဘူးဒါစတ်ထမင်ခေါ်တယ်ဟိုတဲ့လူထဲဒီရဲ့လူထဲဆိုတာအဲ့စတ်ထမင်ခေါ်အခုခေတ်တော့မသိဘူးအရင်လူငယ်၄-၅နှစ်လောက်တော့အဲ့ဒီကပြီးတော့ရှင်ရောက်တော့ဒေါသစ္စာဝါရီပြုတ်ပြန်မှာဒီမှာပထမတော့ဘိက္ခုနီလုံးကိုပြဿနာတဲ့ထောင်ကြတယ်ကောင်မအဲ့ဒီကောင်မကပြည်စီလူရင်ဆုံး join တာပဲဘာမှဖုန်းနေစောတယ်တဲ့လို့လည်းစောတယ်ဒီလို join မယ်သူလောက်တာကအဲ့မှာအဲ့ ground စင်ပေါ်မုခအကြံပေးတာအဲ့တော့ data လို့အစင်ကားမင်းတို့ဗမာတွေပြည်တယ်မှာနိုင်တယ်အဲ့တော့ပြည်တယ်မှာစီတယ်တဲ့ဖြစ်ဖို့တိုးတဲ့မှုဆိုတာလောက်ပါတို့အဲ့ဒါလောက်တဲ့အခါကျတော့သူကမာတယ်ထောင်ကြပဲထောက်ရပြန်တော့အဲ့မှာပြန်ရတယ်အဲ့မှာထောင်ဖိတ်မပြီးရတယ်စားနဲ့ထောင်လောက်ရှိတယ်
ဒါနဲ့ပေါ်မခအကြောင်းရှိလက်မထိုးဘာလို့မထိုးလဲဆိုတော့မင်းရေးရတာကသူများဟာလေမင်းကိုပါအဖြေရှာတာတော့မပေါ့အစ်စ်မပေါ့အစ်စ်မောင်တော့မထိုးဘူးအဲ့မှာရှင်များတို့သူ့ဒေသနာမှာလွဲစုမရှိဘူးရှင်များတရားလို့အဖြေမထွက်ဘူးပဲအဖြေထွက်ရင်ရှိမှဘာမှမလုပ်ဘဲနဲ့ကောက်ရင်အဲ့အဖြေထွက်တာပဲအကျိုးဆက်ကိုရတာကိုကြည့်တယ်ဇွဲမှုမရှိဘူးအဲ့တော့အဲ့ဒီလက်မထိုးရတယ်တော်တော်မရဘူးအဲ့တော့မေကတော့ခုလူတွေပေါ်ကြားတာလေထားတော့အဲ့တော့အဲ့မှာတော့ထောက်ပြလို့တော့ဘာလဲဆိုတော့ဒီကောင်းတဲ့လက်ခံတော့မှားဒီတခါမှာဘာလို့မှားလဲဆိုတော့သူကတို့အဘိဓမ္မာမှာအခါရဆရာနောက်ပိုင်းကတော့ဖြစ်ပေါ်တိုးတက်မှုဘာမှမရှိဘူးရှိမှဘိုးတို့နောက်ပိုင်းကတော့ရှိအစင်းနဲ့ကူးကြတာသိညို့ဆိုတော့လည်းပဲပိုင်းတော့ထားရတယ်ဆိုတာပဲအသိမရှိဘူးနောက်တိုင်းသားတွေမသိတော့ဒီသိညို့ဘာတီးရကြလို့ဆိုတော့ဒီကိုပိုင်ဖလိုဆိုပြီးအတွေးကိုကြမ်းနေထင်တာဟုတ်ဗျာငါမဟုတ်ကူးကြတာလို့အစင်းတဲ့ဒါပဲအဲ့ခါကျတော့ तू ကတကယ်တမ်းလောက်တဲ့ခါကျတော့ဘာဖြစ်ဖို့လုပ်လို့မတွေ့ဘူးရှာလို့မတွေ့တဲ့ခါကျတော့ခုနကသူများရေးရတယ်ဘုံလို့ကူးတဲ့ခါကျတော့ဒါလည်းပေါ်တယ်မခံပြီးဘူးအဲ့တော့နံပါတ်1လိုအပ်ချက်ကကိုယ်စာကိုနိုင်ရမယ်ကိုယ်စာနိုင်ရမယ်ဆိုရှင်များတို့ဘယ်လိုဒီနိုင်ငံသားမှာတော့ပြောနေဒါဒီမှာလက်ရှိသမိုင်းလုံးတဲ့ပုဂ္ဂိုလ်ရှိတယ်သမိုင်းလုံးတဲ့ပုဂ္ဂိုလ်မျိုးများပြီတော်တော်လောက်အောင်ဗျာနိုင်ငံတကာမှာတိုးပေါက်တော်တော်ကိုလောက်အောင်ဘာလို့သမိုင်းနဲ့ပတ်သက်လို့ရှိရင်တို့လူနောက်တိုင်းသားတို့ကငယ်ကြတဲ့ပြင်လာလို့မပြီးဘူးဗျတော်တော်ကိုလောက်အောင်နိုင်ငံလည်းမတိုးပေါက်ဘူးနာမည်တစ်လုံးရဖို့ဆိုရှင်တော်တော်လောက်အောင်ဒါမဲ့တို့တွေအားတက်တယ်ဘာလို့ပါဠိပိဋကကြတယ်ထိုးစီမှာနိုင်ပြီးသားပါဗျာအတချို့ကလည်းပဲဝင်ဖြစ်တဲ့ခါကျတော့တို့ပိဋကနဲ့ပရိယတ်တွေကိုထင်သေးတယ်ဒီကနေ့တို့ကိုယ်ထဲမှာမရှိဟုတ်ဘူးဗျာခုဒီတက္ကမကိစ္စဆိုအဲ့သစ္စာဝါဒီကိစ္စဆိုရှိစရတဲ့ဒီကောင်းလို့လက်မခံဘူးသူလက်ခံပြီးခြင်းဒီပရိယတ်အားသူ့မှာမရှိဘူးဗျာတော့သူကတော့လက်မခံမဖြစ်နိုင်ဘူးဒီလိုဆိုလို့အဲ့ဒါကြောင့်အဲ့တော့နံပါတ်1ပြောခုနကတိလို့တဲ့ပြဿနာဖြေရှာလို့ပြင်းပြင်းပြတ်ရှိရအဲ့တော့အဲ့ရစိတ်ရှိလို့ဒီသုတေသနလုံးအောင်စလို့ဆိုရင်ပထမဆုံးလိုရတဲ့ဒီချင်းတို့ပါရမီ7ပါးနဲ့ပြောကြပါဘူးဗျာဝိရိယပါရမီဝိရိယဆိုကျွန်တော်သိရတဲ့အဘိဓမ္မာမှာသူကဇွဲလုံးတော့ပဲဝိရိယပြောတယ်တတ္တိကိုလည်းဝိရိယပြောတယ်အဲ့နှစ်ခုလုံးကဝိရိယအဲ့နှစ်ခုလုံးဒိုးတယ်လိုတယ်ဆိုတာကအဲ့မှာတခါခက်ပြန်မှာတို့လိုမှာတို့ဖုန်းနေမှာတို့လိုအရှင်မြောက်ဆိုတော့ဖုန်းနဲ့ပူဇော်ကမျိုးဘူးအဲ့ခါကျတော့ဥမာဆရာတပည့်ရင်းအဲ့ဒါကိုယ်ရမှာတပည့်ကိုရရမရှိတော့စူးစူးမှာတန်ခါပြည့်တဲ့ရှိမှာစူးဖို့ကြတော့လည်းစဉ်းစားရစီစူးစူးဒါပေမဲ့ဘယ်ဆရာမှတရားဟောပလီပေါ်မှာတပည့်ကိုရှင်းမခွဲဘူးဒီလိုဘာလို့ဒီဘာညာရရှင်းမခွဲဘူးဟုတ်တယ်မလားနောက်ဒါဆရာတပည့်ထားဒီတို့လိုချင်းချင်းမတည့်ဘူးဆိုတော့မတည့်ဘူးဆိုကိုကြီးတင်းပြောနေတော့တခါတခါမှအောင်ကြောက်ပြောဝင်လေးဆိုတော့ socially sensitive ခေါ်တယ်လူမှုအတိုင်းပိုင်းမှာတိတ်တော့အထိခိုက်မခံလို့ဘူးဒါမှအဲ့ဒါသူတွေကတော့မာနတိုက်ပြီးတယ်သူကသူတွေကဘာဖြစ်မဖြစ်တော့ဘလောက်ရှိပွဲခံနေဆိုပြီးတာနဲ့တိုင်းနေဆိုရှင်းရှင်းနံပါတ်1အဲ့ဒါအဓိကပြောချင်ဘာလို့ဆိုတော့အခုတော့တွေ့ရဆိုလို့ရှိရင်သူကဥမာတော့နိုင်တော့တမိုင်းဆိုင်မှာတို့တော့ပြတော့လို့ပါဠိပိဋကဆိုင်လုပ်ကြတယ်သူကလာပြကြပြောခါမှာဆို
ဘာကြဘယ်လိုပြောရမှာခန္ဓာကြီး conference တွေပါတက်တဲ့ခါလူကြီးသူကြီးအချက်ကိုဘယ်လိုခံရမှာရိုးလေးပဲရှင်တို့ပြောရမှာခံမှာပုဂ္ဂိုလ်ကအချင်းပြောတော့မှာခံမှာ conference ကိုဘယ်လိုချက်ကိုခံမှာရှင်မြရဲ့ဆရာမို့လို့ပေါမှုခံလို့ရှင်မြက conference မှာညာအောင်ညာယူပါတဲ့ခါကျညာဘူးဒါတော့ပူပြီးတော့ပြေးလို့တော့အဲ့ဒီဘင်းမှာလောက်တဲ့ခါကျတော့သူစီက presentation လုပ်ရတော့ဟုတ်ဗျာ presentation ဆိုတော့ခုခေတ်တော့မဟုတ်ဘူးခုခေတ်ကဒါဟိုဆရာပေါမှုကခန်းနေမှာဒါနှစ်ယောက်သုံးအောင်လုပ်တယ်တို့တော့ public presentation ကိုလာရင်လည်းလာကျောင်းသားကြီးဆရာဖြစ်အပြင်လူကြီးစိတ်မလာဘူးမေးချင်ရမေးကိုကလည်းဖိတ်ကြရတယ်အဲ့လိုဖြစ်တဲ့ခါကျတော့အဲ့တော့ဒေါ် supervisor process Andrew ခုဂျပန်ရောက်နေတဲ့ပုံမခါအခုဂျပန်ဟောင်ကောင်ရောက်ဂျပန်ပုံမခါသူကဒေါ် supervisor သူလည်းတက်တယ်ထုံးစံကဒါမျိုး presentation လုပ်တဲ့ချိန်မှာသူက supervisor တာတော့သူကအောက်ကလူတွေမေးတာကိုကျောင်းသားမဖြေနိုင်ခဲ့ဘူးသူကကျောင်းတော်ကားမှာအော်သူကျောင်းသားကိုဒီလုပ်တော့သူစီပြတာဟုတ်သူကကားအဲ့တော့သူကလည်းတော့ထားချဲတယ်တော့ပြောတော့မလို့သူကလည်းထားချဲတယ်သူလည်းတော့ချဲတယ်ဒီလိုလည်းမပြောလိုက်အောင်သူလည်းပြောပါဘာလို့သူလည်းတော့ပြောတော့သူလည်းမခံနိုင်ဘူးဘောရဆိုတာမညာဘူးဒီရန်တော့ညာဆိုမရှိဘူးဖြစ်နေအဲ့ဒါညာရဲ့အဲ့ဒီပုဂ္ဂိုလ်ကြီးညာချင်းမဟုတ်ဘူးဘာလို့သူတို့ကရှင်များဆိုကြပါဆိုရင်တပည့်တော်ကဆရာရှင်များတကယ်အဲ့တော့ရှင်များဘယ်လိုလုပ်လဲ presentation လုပ်တယ်တော့ကမှားတယ်ဆိုလို့ရှိရင်တပည့်တော်ထားပြောဒီလိုပြောရအောင်နည်းနည်းပါးအတိတ်ရင်းရှိဆိုရင်ဖြစ်နိုင်တော့ဆိုတော့ရှင်များဘက်ကကားတော့ကမှားတယ်ကိုယ်ကလည်းစာချဲမှာဘာလို့မလုပ်လို့ရှိရင်တပည့်တော်ကိုယ်တိုင်ကိုကြံတဲ့တော့ထင်သေးတယ်ဒီဘက်က professional မဟုတ်ပြရချင်းမပြီးတော့ဘယ်လိုသတ်မှတ်လဲအဲ့တော့ခုနကတော့ပြောတော့မခံနိုင်ဘူး conference မှာရှင်းပွဲဘယ်လိုခံလဲနောက်တစ်ဆင့်ရှင်မြတ်ပြည်ကြီးကျန်းရေးလုပ်ပြီးရေးသားထုတ်ပြီးသားစောင်းထုတ်လိုက်တဲ့အခါကျတော့ရှင်မြတ်ကျောင်းသူများဝေဖန်တယ်ဝေဖန်တဲ့ကိုကပြန်ခြေပါခွက်ရှိပြန်ခြေပါဆရာရှိနေခြေပါလို့ရတယ်ဝေဖန်လို့မှန်လို့ခြေပါတယ်မရှိဘူးဘယ်လိုလုပ်လဲခြေပါဆောင်ညောင်းလေးရောက်ပါအဲ့ကြောင့်ဘယ်လိုခံရလဲအဲ့လိုဓာတ်နေမခံနိုင်ဒီလုပ်ငန်းကိုဝင်လို့မဝင်နဲ့ဒါကဝင်လို့တော့ဘိုးကျောင်းကဆက်တော့မျိုးပြောဆိုလို့ပြောအဲ့ရောငါတော့လိုက်တယ်အဲ့လိုဓာတ်ရမယ်ပေးမယ်လာကမရဘူးငတ်မယ်လိုက်ချင်မှလိုက်တယ်အဲ့လိုပြောမယ်လို့ပြောပြန်အဲ့တော့ခံနိုင်နဲ့ဇွဲအဲ့နေရာမှာစကားပြောတာခံနိုင်နဲ့ဇွဲသူတိသာမောင်းတော့ဒုက္ခအဆိုးဆုံးတော့သူမျိုးပြောလို့မရကိုဒုက္ခကိုနားကိုဆရာလည်းနားမလဲပြဿနာတစ်ခုဖြစ်ကိုတယောက်ပဲရှားတယ်ဘယ်သူမှမကုန်နိုင်အဖြေရသွားပြီထားပါဘူးအဲ့အဖြေရနောက်နှစ်20 30ရတော့ဒါမှားပါဆိုကြတာတော့သူများချတော့အဲ့မှာလည်းသူတစ်ခါကျကိုတပည့်ကိုပြန်ဆုံးသွားပဲဆရာကမရာလို့တဲ့အခါကျတော့နောက်ဆုံးပြင်ယူပြီးအဲနောက်တက်လိုက်တပည့်ကနေရှိရဆရာကြီးတော့မှားပါလို့အဲ့မှာတခါတည်းစောင်းပိုင်းထုတ်ဒါမျိုးတွေရှိတယ်အဲ့ကြောင့်ဘယ်လိုခံနိုင်လဲအဲ့တော့ပုရုဇဉ်တစ်ပါးကဟာဟုတ်မဟုတ်ငါ့ဆုံးတော့ငါပြန်ဆုံးပါပဲဆိုရင်အဲ့ကြောင့်ပူဆိုးတယ်ဗျာပူဆိုးတယ်ဆိုတာကဒါကဒီလိုမဟုတ်ဘူးလားဒီနည်းနည်းတော့ဖြစ်ရတော့နည်းနည်းမတူဘူးပေါ့ပြောဗမာပြည်ဒေါက်တာထင်းအောင်ကိုယ်တိုင်ကြုံတာဒေါက်တာထင်းအောင်ဆိုရှင်တော့ကြားလို့ထင်တယ်ဒီလွတ်လိုက်ရတာဖြစ်လို့ရန်ကုန်မြို့တော့ပေါင်းဝဲရတယ်သူကအောက်ဆိုကနေကိမ်းမိရဒေါက်တာဝဲတစ်ခုရတယ်တခုကမလုံးတာပေးရတယ်နောက်တစ်ခုအင်္ဂလိပ်စာဒေါက်တာဝဲတစ်ခုရတကယ်ပညာရှင်ကြီးဟောထင်အောင်အဲ့ဒါနဲ့သူကသူလည်းရိုက်ရတာကသူကဒီတဲ့ရန်ကုန်မြို့တော့ပေါင်းဝဲကျလို့ပါတယ်တော့နောက်နိုင်ငံခြားအဲ့ကောင်မှခိုင်းမှာလုပ်သေးတယ်နောက်ကြတော့သူကဒီ
တော်လိုက်ကောင်တက်ပြီးတဲ့အချိန်ကျတော့သူကမြန်မာနိုင်ငံတမိုင်းကော်မရှင်အဲ့မှာပါတော့အဲ့မှာအနောက်တိုင်းကတမိုင်းပညာရှင်တွေဗမာတမိုင်းဗမာတွေလိုမှန်တမ်းရာဇဝင်မဟာရာဇဝင်ဥပလာရာဇဝင်နဲ့ပတ်သက်လို့မတော်မရချူဖက်ဖက်ရေးထားတာရှိတာဘူးရှိတော့အဲ့ဒါသူကခေါင်းဆောင်နဲ့ခြေပါတော့စောက်ထုတ်တယ်စောက်ထုတ်တဲ့ခါကျတော့ပြဿနာသူကတမိုင်းပညာရှင်ပဲအဲ့တမိုင်းပညာရှင်မဟုတ်ဘဲနဲ့တမိုင်းနယ်ပယ်ထဲမှာလာတော့ရေးတဲ့ခါကျတော့သူကဒီနိုင်ငံတကာတမိုင်းပြည်နယ်တိုင်းမှာကြားတယ်အဲ့တော့သူ့ကိုသူအင်္ဂလာမှာသူအဖွဲ့ဝင်ဖြစ်နေလို့ပညာရှင်အသင်းတစ်ခုကသူ့ကိုထုတ်ပြတယ်။အဲ့ရထုတ်တာကပညာရှင်မပိသားဆိုမင်းတို့လိုက်ပြီးတော့အစိုးရအကြိုက်ဝါဒဖြန့်စာရေးတဲ့ပုံမှန်ထုတ်တယ်။ဒါမှဒေါ်တော်တရားတကယ်ပြည့်စုံတော့ပြောသူကမှန်မှန်ဒါပေမဲ့လို့ခုနပုံပေါက်တော့ဆိုအခုလောလောဆယ်ကိုတပတ်တော့ပြန်ဒီခုပြော slash ခေါ်တယ်ဒီစီလန်ကအစိုးရဘုရစ်တာဘုရားကလေ့လာပြီးဒီကပြည်နိုင်ငံပညာရှင်စုဖွဲ့တာပြီးအဲ့မှာတော့ရာသက်ကပို့တယ်လူပြီးတစ်ထောင်လောက်နေပေးရတယ်အဲ့ conference မှာအသိဝင်ပြီးထောင်ပြီးတယ်ဝင်တော့ဘာမဟုတ်ဘူးဗျာဒါမှတော့တော့ခုသူတည်တာဆိုကိုကလို့ကြီးအဲ့ဒီကထုံးမှာလို့ပြီးရတယ်ဝင်တော့ကတော့ဘယ်သူမှမသိဘူးဒီလိုပဲပတ်သက်ပြီးတော့ဝင်လိုက်တာထုတ်တော့ရှင်ကပောက်တဲ့ကြေညာပြီးထုတ်တယ်အဲ့တော့ခုနပြောသလိုသူများကိုဝေဖန်တာမခံနိုင်လို့ငါစကားနွားရအတင်းပြန်ပြောမှဆိုလို့ရှိရင်သူကကိုရေးတဲ့စာကိုလက်မခံတော့အဲ့လိုစာရပြည့်ရအတင်းဖွဲ့ကိုကိုထုတ်ပြအဲ့ဒါပူရှစ်စရာကောင်းတယ်အဲ့ကြောင့်တချို့ဟာသူ့ရဲ့နေပေတယ်အဲ့ဒါမျိုးကိုထွက်သွားတာအဲ့ဒါမှခံထွက်သွားတယ်အဲ့ဒါနံပါတ်1ဇွဲတတိနဲ့ဒိဋ္ဌိလိုရတယ်ဆိုအဲ့တတိရှိအရှက်ဘွဲမခံနိုင်လို့ရှိတော့အဲ့လိုလုပ်တော့အဲ့ဒါနံပါတ်1ပြောချက်နောက်နံပါတ်2လိုအပ်ချက်က focus ပေါ်တယ်စူးစိုက်မှုဆိုတော့ဥမာတော့ခုပြောတယ်အမေရိကန်တည်းလို့ဆိုလို့ရှိရင်ဒေါက်တာဘွဲ့တက်ဖို့ဆိုလို့ရှိရင်ဒေါက်တာလုပ်မယ်ဆိုလို့ရှိရင်သူတတ်မှတ်ထားတဲ့အမှတ်ရှိတယ်ဒီတော့ BMA ကအနေနဲ့အမှတ်ဘယ်လောက်ကြာလဲတတ်မှတ်ရှိအဲ့တတ်မှတ်ချက်ပြီးရမယ်ပြီးတော့တချို့အမှတ်သိကောင်းတယ်အမှတ်သိကောင်းတဲ့လူကြားတယ်ပေါ်ပေါ်ကလည်းထင်ကြီးတယ်ဘာလို့ထင်ကြီးလဲဆိုတော့အမှတ်သိကောင်းဆိုဘာသာဆုံးတော်တာကိုဘာသာဆုံးတော်လို့ရှိရင်ဒီကောင်ကအောင်စုလိုက်မှုမရှိဘူးကိုစားကဒီစားကောင်မျိုးအမှတ်သိကောင်းတဲ့ထင်ကြီးတယ်တော်တော့ညာကောင်းတော့သူလက်ခံဒါမှစူးစိုက်လို့မရှိဘူးဘယ်လိုတွေ့လဲ तू ကဒီသူတိတာမားတယ် तू ကလေးတာတော့နိုင်လေးတာ तू ကပြဿနာတစ်ခုဖြေရှင်းလို့ तू ကစိုက်ပြီးလေးတာဒါနဲ့ပတ်သက်လို့လိုအပ်တာအကုန်လေးတာမလိုအပ်တာဖလက်လို့ရှိဘူးတချို့ကစာဝါဒနာပါတယ်ဗျတို့မာနီယောရှိတာစာဝါဒနာပါတယ်သိရင်တတ်ချင်တယ်ဟိုကလည်းတတ်ချင်တယ်တကယ်လည်းလုပ်တယ်စာဝါဒနာကောပါတာကောပါတယ်ပညာပါလို့ဖြစ်ပါတယ်ဒါသူတွေကတော့ဘာမှမဖြစ်ဘူးအဲ့ဒါကြောင့်စူးစိုက်မှုရှိဒါကထင်ရှားတဲ့ဥပမာတော့ထုတ်ပြအောင်ဆိုလို့ရှိရင်ဒါတော့ဆရာတော်ပဲပြင်မာရောကြာဒီအင်္ဂလာမျိုးကဆရာတော်ဆရာညနေကဒီတော့သိမယ်ထင်ပါခုတော့ပြန်လာတော့အဲ့ဆရာကြီးရှင်ကပါဠိတက္ကတာအရာကတော့တို့နောင်ကတန်းတော့တို့ဆရာကြီးပြောတာတို့မှီလိုက်တယ်ဗျာတခါပဲအပြင်မှာပြောပြီးဗမာပြည်အတူသာရှိအသာမရှိဘူးခံဆရာပြီးတော့ဒီနေ့ကပို့ချနေဆိုတော့ဒီတက်တာတော့ကောင်းတဲ့အင်္ဂလိပ်လေးတက်တယ်နောက်ကြတော့အသက်80ကျော်တော့မှမေအင်္ဂလာရောက်လာရောက်သွားတဲ့ခါကျတော့အဲ့ဒါသူဘာလဲဘယ်လိုလုပ်လဲတော့အတိအကျတော့မသိဘူးဒါပေမဲ့တော့ဘာတွေ့လဲသူ့အင်တာဗျူးတစ်ခုကဗမာပြည်ကဘာလိုက်စာတော့အင်တာဗျူးသူ့ကိုမေးပြီးတော့ဆိုတော့ဝင်းကိုအဲ့တော့ပြန်တော့ထုတ်ထားတယ်အဲ့ဘာပါလဲဆိုတော့ဆရာကဘာလေ့လာလဲဆိုတော့ဒီကလောတယ်တော့ဒီဟိုဗြိတိန်ကဆိုရင်ကြာအတွဲ40အဲ့ဒါဝယ်ပြီးဖတ်
ရှိမှစဉ်းစားကြည့်ဆွဲသုံးခြင်းတော့ပိုးဖို့ပြကိုလိုချင်းနဲ့ပောက်ကြည့်ရတော့ပလင်မောက်ဖရတဲ့ဟာမျိုးမဟုတ်ဘူးအဲ့တော့ဒီဆရာတော်ကြီးခုနကသူမသိရမတတ်တာမှမဟုတ်သိရင်တတ်ချင်အဲ့ဟာတော့ဟုတ်တယ်ဒါမှသူတို့လိုမျိုးဟာသူ့ကိုယ်တိုင်တက်ချင်တက်မှာသူ့ပြဿနာလို့မရဘူးသူအကုန်တက်ချင်တာမရဘူးဒါတို့ထင်ရတယ်တို့မြောင်းကအຫນွေတွေကဥမာတော့တိကျဥမာတော့ပေးရတယ်အဲ့အောင်စူးစမ်းနေလို့ရဗျကိုလုပ်ဖို့ကိုတိလို့လောတော့ကြကြနာနာပြီးအောင်လုပ်တယ်မလိုအပ်တာကိုလှည့်ဖို့မကြည့်ဘူးအဲ့စိတ်မျိုးထားနိုင်သူတက်ကမလုပ်နဲ့နောက်တစ်ချက်ကနောက်ချက်လိုအပ်တာကရှင်များတို့အဋ္ဌာပါဏီလို့ပြောကြပါသူကကောင်းမာတဲ့တော့မာတဲ့နေတယ်သူတို့စီမာလာတယ်သူတို့ဒီအနောက်မှာလည်းဒီအကြောင်းသားတွေသူကြည့်ရတာပေါ့ကျောင်းသားတယောက်စားလာခြင်းမဆရာခိုင်းလို့ဘယ်ဟာလို့ဟိုလက်ရဆောင်ဘာလို့စမ်းတာဘယ်ရောက်ဘယ်လိုရေးဒါတော့ဆရာတို့ပြီးခိုင်းတဲ့ကျောင်းသားတွေတချင်းချင်းကကျောင်းသားတွေသူ့ကိုယ်ပိုင်အုံနောက်နဲ့ဆုံးဖြတ်ပြီးတော့လုပ်သွားနိုင်တယ်ဒီစားတော့မှဖောက်မှဖြစ်ဒီစားဒီကျောင်းရေးမှဖြစ်ဒီကျောင်းကတော့မနဲ့ဆိုင်ဘူးသူ့ကိုဆုံးဖြတ်သွားနိုင်တယ်ဘာလို့သူတို့ရေချက်ကကိုကျန်းကြီးတဲ့ topic မှာအကြောင်းအရာကိုကဆရာလက်ကိုသိရကိုသိနိုင်မသိနိုင်ရင်ဒီကျောင်းကဘေးစီမရတယ်ကိုစား topic မှာဆရာလက်ကိုသိရအဲ့တော့ခုနကဆရာကလည်းပဲမင်းကိုယ့်ကိုလှုပ်လို့လှုပ်ပေးမှာမဟုတ်ဘူးသူကစရရဘိုးလို့ဒီလိုပြောနေတယ်ဒါမဲ့လို့အစအဆုံးဆရာစကားနားထောင်နေအဲ့ကိုဘေးစီမရဘူးပြီးတာဘယ်လိုမှအဲ့ဆရာကိုယ်တိုင်မပြီးတော့ဒီကောင်ကကိုယ်ပိုင်ခေါင်းရှိဒီလိုတတ်မှာအစအဆုံးဆရာစကားနားထောင်နေမရဘူးပြီးဘာဒီကောင်သူ့တွေကတော့မရှင်းနိုင်အဲ့ခုနလေးရက်ပါတယ်ဘာလို့လဲဘာဖြစ်လို့လဲသူကပြည့်စုံပြီးတဲ့နောက်ပိုင်းမှာလည်းနောက်ပိုင်းသူတည်တဲ့နယ်ပြီးတော့ဝင်သွားတဲ့အချိန်အရှင်များဘလောက်မှန်မှန်သူကရှင်များအရင်ကပြင်ရတဲ့ကိုလက်ခံနေလက်ခံအဲ့လိုလက်မခံတဲ့ကတော့ဘလောက်အနှစ်20ဖြစ်နေ30ဖြစ်နေအရှင်များတေဒီတော့နှစ်4-5ထိဖြစ်နေမပြောနိုင်အဲ့ခါကျတော့ခုနခေါင်းမာတဲ့ဘောဒီဥစ္စာဒီလမ်းကြောင်းကငါလိုက်တဲ့လမ်းကြောင်းကိုပြဒီဇိုင်းမလိုက်နေတယ်တတ်တူလို့ဒိဋ္ဌံနိုင်တဲ့စိတ်မျိုးရှိနေတယ်ဒီလောက်တော့လို့မရဘူးဒီလိုအဲ့တော့တို့စီမာကလည်းပဲအဲ့ဒီဥစ္စာကယိုနေပြန်တာပဲဟုတ်တယ်မလားတို့လူတွေတရားရဲ့ဘွဲဒီဂရီနဲ့ဆုံးဖြတ်တာဘွဲဒီဂရီသူများပြီးမှရတာအဲ့ဒီကလည်းအခုလက်ရှိလုံးနေတို့ဘာတွေတွေ့ရလဲဆိုတော့ဥပမာပမပမဆုံးဖြတ်ဒီလိုတော့တွေ့ကစားလုပ်နေတယ်။ညပမပမဆုံးဖြတ်ဘာပြည့်အမှစဉ်းစားမိတယ်။အဲ့ဒါစာရဏဖြေခဲ့ရမယ်ရှင်တို့စဉ်းစားကြည့်ပဲဟိုရင်းမှာဘယ်ဘက်မှဘာအကြောင်းပြချက်မှမပြီးဘူးဘယ်ဘက်မှဆိုတမမမရအကြောင်းလည်းပြီးဘာကြောင့်လဲတော့ထောက်ထားပြအောင်ပြရမယ်အမှမရဒါတို့ဒီတိုင်းမတင်ညာလေးချင်တာလည်းမရဘူးလမ်းကနေကမှရှင်နေအဲ့လိုလုံးနိုင်ဖို့အမှန်ရှားတယ်သင်ရှားလို့ကြရအောင်မယ်ကိုယ်ကဲပေးချင်အောင်ပေါ့ခါသူတယောက်ဟုတ်တယ်သူတယောက်လည်းလုံးနိုင်သူကခုနသူတိပြတဲ့ကျမ်းနဲ့ဆိုပြီးပမာပေါင်းဆုံးတယ်လို့အကျိုးကြောင့်ထောက်တာပြေချာပြတယ်ကျန်တဲ့လူပါဠိပညာရှင်ဆိုတဲ့လူလည်းမလုပ်နိုင်မလုပ်နိုင်ခါကျတော့သူကဒီနေရာမှာဒီဘက်ကိုယူတယ်ဒီဘက်ကိုပယ်တယ်အောက်ခြေမှာကျန်တယ်ပြပြတော့အကြောင်းမပြဘူးအကျုံးမှာပြကြတယ်သူတို့အဘိဓမ္မာကြီးလုပ်တယ်အဘိဓမ္မာပါတဲ့ဟာမှန်တယ်အဘိဓမ္မာနဲ့မပါတာမှားတယ်အဲ့တော့ကိုယ်လိုလေးထည့်တယ်ကိုယ်စီမှာအဲ့လိုမျိုးအစင်နိုင်မှမြင်တယ်ဒါမဲ့ကိုရောဂျုံများကိုယ်တိုင်လုပ်တာခါကျမထည့်ရဲဘူးပြဿနာအဲ့လိုမလုပ်ရဲဘူးမလို့ရတော့သူကလူစဉ်းစားမဟုတ်ဗျာ
တကယ်လည်းအရှင်အဲ့လိုရေးဖို့တာခက်တာခက်တယ်ဒီဥစ္စာမှားတော့သိတယ်အမှန်ကတော့ဒါဆိုသိတယ်ဒါတော့ကိုသိကြတယ်ဒါပေမဲ့ဒါမှားရတယ်ဆိုတော့အကျိုးကြောင့်လည်းခိုင်လို့အောင်ရေဘက်လုံးရေးဖို့တာခက်တယ်ဒါမှန်ပါတယ်ဆိုတော့အကျိုးကြောင့်လည်းရေးအဲ့ဒါကြောင့်ခက်ဒါပေမဲ့ခုချိန်မှာမရင်ဘယ်ချိန်ရေးမှာခုချိန်မှာမကြည့်ဘယ်ချိန်ကျင့်မှာဟုတ်တယ်နောက်ကျတော့လိုလက်တွေးမှာပဲဒီဆိုတာကကျန်းကြီးတဲ့စူပါဝိုင်ဇာကိုလည်းဒီလိုမလုပ်နိုင်ဘူးမလုပ်နိုင်တဲ့ခါကျတော့ငါ့ကိုစူပါဝိုင်ဇာတော့မိကလို့နှိတ်ကုန်တော့ခဲ့ရကြီးဒီလိုလက်တွေးပြီးမှာဘူးအဲ့တော့တတိနေဒီလိုတော့လုပ်ဖို့မလုပ်သင့်ဘူးဒါတော့ကိုယ်အနေနဲ့ပြောဒီရွေမှဒီတတိဒီအချိန်ပြည့်စုံလုပ်တဲ့အချိန်မှာဒီဓာတ်ကိုခန္ဓာမရှိဘူး။နောက်ဒီကျဆိုးဖို့တာရှိတယ်သူ့ပြနေတယ်ကောင်းတာမရှိဘူး။လောကဓာတ်ကြာရင်ပြင်းထန်တယ်။အဲ့ဒါကျွန်တော်ပြေးရတယ်။နောက်တွေးရတယ်။တဘောကဒီအလုပ်ဘောကရှိရကဘာရောကိုယ်ကိုယ်လို့ကဘာရောကြီးကမှားတယ်။မဝေဘာရေအဲ့ဒါမျိုးရှိသေးတာ။ဝေဘာလိုက်တော့ဟိုကဘာရောကြီးကတော့ကိုကျန်းလာမရှိဘူးစူပါဝိုင်ဇာကြည့်မှာဘူး။စူပါဝိုင်ဇာတော့ဒီကဘာရောကြီးအမှန်လေးစားတာ။လေးစားတော့ငါနှိတ်ကုန်ခဲ့ရကြီးဒီလိုတွေးနေမှာဘူး။ဝေဘာရေဘူး။အဲ့ဒါလည်းရှင်ကပြင်ရမှာဒီလိုမလုပ်ဘူး။မပြင်တော့မရဘူး။အဲ့တော့ဒီလုံးနဲ့ပတ်သက်တော့ခုနကပြောဆွဲတတ်တယ်ခုနဝိရိယနဲ့ပါတယ်နဲ့ဒိဋ္ဌံဒီတစ်ခုအဓိကလိုပါတယ်ဗျ။နောက်ဆုံးတစ်ခုလိုတာကံအဲ့ဒါတော့ကံမို့ပြလုပ်လို့မရဘူး။ဟုတ်တော့ကံဆိုတာဘာမှမတတ်ဘူး။ကံဆိုတာကဥပမာတော့သူပြောမယ်။ဒီပါအခုတို့ကဘာကျော်တိတ်မှမင်းအိုင်စတိုင်းပါရမီရှင်ကြီးဒါမဲ့တို့ဆိုအိုင်စတိုင်းနှစ်50တော့စိုးပြီးမွေးခဲ့တယ်တာမန်ပြန်ပြောက်ဖြစ်မှာဒီလိုမထုံးပေါ့အကြောင်းကတော့ तू ကဘာကျော်တီယူရီကိုပေါ်ထုတ်တဲ့အချိန် तू ကတင်ချအောင်တုံးတာ तू ကဒီလိုတိတ်ရမြင်ရှင်ဆိုတော့တောက်တော့ကနေဝင်စားနေပညာရှင်တွေ तू ကဘောပဲနဲ့စာရဲနဲ့ဟိုကြောက်တယ်မို့လို့တင်ချနဲ့အမှန်ကိုရှားတဲ့ပညာရှင်ဟိုဒါတော့ကနေဝင်ပညာရှင်တွေမဟုတ်ဘူးအဲ့တော့တင်ချအောင်တုံးတာပဲအဲ့တော့သူကအနှစ်50တော့စိုးဝင်ဝေးလို့ရှိရင်သူတုံးတဲ့တင်ချသဘောတရားမပေါ်သေးဘူးတဲ့အဲ့ဒါဆိုလို့ရှိရင်သူ့အဲ့ကဘာလို့ဒီလိုနီးနေတော့ပေါ်ထုတ်နိုင်တဲ့အကြောင်းရှိတယ်ဆိုတာကသူကလူဖြစ်တာကတော့ချိန်တိုင်းဆိုလည်းမဆိုးနောက်လည်းမကြောက်ကွက်တိအဲ့ကြောင့်ကဘာကြောင့်ဝါတယ်အဲ့လူတိုင်းတော့ဘယ်ကံကောင်းနိုင်လို့တော့ဘယ်ကံကောင်းနိုင်ဟုတ်လားဒါကမပြောနိုင်ဘူးအဲ့ကံဒါတော့ကံနောက်အိုင်းစတိုင်းကိုလာသူကဒီပညာရပ်ကိုစတော့ဒီကဘာရောက်သဘောတရားတွေပေါ်ထုတ်တဲ့အချိန်သူကလို့လို့စေးရည်ပဲလားဒီမဟုတ်ဘူးဒီလိုမဟုတ်ဘူးပြေးတဲ့ office အဲ့မှာစေးလို့ဘာလို့စေးလို့လဲသူတော်မှဒီဘယ်တဲ့ကတော့သူစားတာဂျူးပြနေလို့ပြောတော့ဒီဝင်စီးကရှိမရှိတော့ဘူးအဲ့ခေတ်ကဂျူးကိုဘယ်တဲ့ကတော့စားတာလူလူရကိုရတော့ဘာမစလမ်ဘာမစလမ်မုန်းလို့ပေါ့အဲ့လိုတိုက်တာလည်းအဲ့တော့ဂျူးကိုမမောင်းတော့ခါသူကဆရာမခါတော့စေးလို့ကြံလို့ရအဲ့ခါကျတော့နောက်ဒီသဘောတရားဒီပေါ်ထုတ်ကဘာကျော်လာတဲ့ချိန်တော့သူ့ရှိတော့မရဘူးဘာကျတော့ဘောကပေါ်ခန့်နောက်တော့မကြောက်အေးဂျာနီမှာဟစ်တလာတက်လာတဲ့ချိန်မှာဂျူးကိုနှိမ့်ဆက်တဲ့ချိန်မှာအမေရိကထွက်ပြေးအမေရိကကျတော့အဲ့ပင်စံတက်ကတော့သူ့ကိုခေါ်တော့ဘလို့ခေါ်လာဆိုရှိကလာကကြိုက်တော့တောင်းစာချတယ်မျိုးပြီးဒီကျန်ကျောင်းကလို့ကြီးကြပ်ပြီးပါဒါလည်းကိုလက်ခံနေမှာခံလက်မခံနေနေနေလာကကြိုက်တော့သူတောင်းတဲ့လာကနေလို့ဆရာအဲ့လာတော့ဆိုလို့ရှိရင်ဆရာကြီးကိုဒီလိုလာလို့ပြီးခံတော့ကျွန်တော်တို့အရှက်ပွဲပါလို့မလုပ်ပါဘူးနည်းတောင်းမှတိုးဝေးရတယ်ဒါနဲ့အဲ့ဒီအချိန်မှာအဲ့ခါဆောင်လို့အမေရိကန်တွေပြည်တဲ့တက်ကောင်ခုနသူအသက်80ကျော်တဲ့အမေရိကန်တွေရောသူကဘာရောသဘောတရားတွေပေါ်တော့အသက်26နှစ်အဲ့တော့ဆိုကြပါအနှစ်40ကျော်တော့အမေရိကန်သူတွေပြောလို့
ဘာလို့ထွက်မလာလဲဆိုတော့သူသုံးဖို့လိုတဲ့တင်ညာသဘောတရားတွေအဲ့ဒီကမရှိဘူးအဲကြောင့်သူတော့ဘာမှသူလှုပ်တော့လှုပ်တာပဲဘာမှထွက်မလာအဲ့လိုဆိုတာဒီသူတဲ့ကနာဆိုတာမေးရမသိကြတဲ့လူမှဖြစ်အဲ့တော့ရှင်စရတဲ့သဘောပေါက်ပါမေးရမသိရတော့ရှင်ကလှုပ်တယ်အပင်မခံတယ်အနာခံတယ်အသာစာညီမဆာအဲ့တော့ပူဆိုတာခုနပြောသလိုကိုကခုနကလုပ်ငန်းအောင်မြင်တော့ဒါတွေရေးသားထုတ်ဝေလိုက်တယ်ကဘာကျော်သွားပြီးတဲ့နောက်ပိုင်းကျတော့အကိုရေးဆောင်တော့ညောင်းလေးရောက်ချင်တဲ့ရောက်သွားတယ်တချို့သိပြီးမှညောင်းလေးရောက်တယ်တချို့မသိပြီးညောင်းလေးရောက်ပြီညောင်းလေးရောက်ကုန်တော့မင်းမရှိဒါပေကြတာကညောင်းလေးရောက်မှာတော့တစ်ချိန်တော့ပြေးကြဘာဆိုတော့အမြဲတမ်းတိုးတက်နေတာဟုတ်ဗျနောက်ချိန်ကျတော့ကိုသူတေသနာတော့ပြင်းနေပြီးတော့ပေါ်လာကိုတေကနေပေါ်လာကိုဒီမှလည်းပေါ်လာအဲကြောင့်ခုနကဇွဲတတ်တင်နဲ့ဝရိယခုနမေးရမပြေချောင်းကိုရှင်းလို့လက်ခံနိုင်ဆိုတော့ဒီလိုကိုရှင်းလို့ဝင်လို့ရပြီလုံးဝစိတ်ကူးပါနဲ့စိတ်ဆင်းရဲပါလေကဲဒီနေ့တော့ပါဘူးဗျဘယ်နဲ့ကိုရောလို့နေခွဲဟမ်နေခွဲဟုတ်တယ်အား6တယ်ဆိုပိုင်းအေးရေလေးပါရှိတာရေဘူးလေးပါနေအာ